သပင်ကောက်လေးချက်ဆိုင်လေးရတယ်တွားရင်ဆရာမလုပ်ချင်ဘူးသပင်ကိုလေအလက်တန်ကြီးနဲ့ကောက်သူပြောရင်လက်တန်တေးလေးနဲ့ချက်ကောက်လက်တန်ကြီးနဲ့ကောက်ပါပြောရင်ကြဆိုင်ရတယ်သူတို့ဆရာတိတ်လို့ကိုရီးယားတဲ့ဆိုင်ငငယ်လေးတဲ့ဆိုင်သွားတာတိလာဆိုကိုနဲ့ဘာနဲ့လိုက်နေလက်တန်ကြီးနဲ့ကောက်လို့ရှင်တခါတည်းအကောက်လက်တန်အကောက်လေးရတယ်နဲ့ကြီးရမမေကလည်းကောင်းတယ်မမေမိုးရပါသပင်ကောက်တော့သူကသပင်ကောက်သူမမေဆက်ဆံနေခက်သူကလည်းအပေါင်းသိမင်းနဲ့အဲ့သူမျိုးတွေဘာနေတယ်သူစိုးကောင်းတယ်အဲ့ကိုနဲ့ကြသားသမီးဘာရယောက်ျားတွေပို့ကြတာနိုင်တယ်သိလားလေဘူးဝါနဲ့အဲ့ဒါသူ့ကိုတရားတွေဟောနေတာမိုးဖတ်ထားမှတ်ထားတဲ့တရားတွေကိုလေလူရင်းတူရှင်ပေါ့နော်လူရင်းတူရှင်သူ့ဟောရတယ်ဟိုကဘာလဲဟိုတီကိုလက်ကုတူရတာပေါ့နော်ကိုအမေတရားတွေဟောတာအဲ့မိုးတရားတွေမှတ်ထားတာသူ့ဟောမမေတို့ကိုနောက်ကိုလုပ်ထားတဲ့ကုတူနဲ့အကုတူကပါမှာလို့အဲ့ကုတူတွေမများယူပါအကုတူမလုပ်ဖြစ်စီနေလို့အကုတူစိတ်ထဲမှာမဖြစ်စီလို့ပြောမိုးတို့ကလည်းပြန်အသက်ဟိုရတယ်မိုးတို့အသက်ကြီးလာရင်တက်အဲ့လိုပေါ့နော်90ကျော်80သူက80ကျော်နေအဲ့ဟိုဖြစ်လာရင်အဲ့လိုပဲပေါ့နော်အိုရက်ထောင်ခံမှာတိပါတယ်အဲ့ဒါဟိုအသက်ချစ်နေတဲ့လူတွေအကုန်လုံးအိုရက်ထောင်ခံရဖုံးနေတယ်ခံရတာဖျားတော်တက်တော်80အထိပဲနေသွားတာလေအဲ့အသက်ကြီးလာရင်ဘူးမသူအသက်ကြီးတဲ့ချိန်တည်းကအိုရက်ထောင်လူတိုင်းခံရမှာပဲပေါ့နော်ကျမကြီးဘူးတူတာရှိကျမတဲ့သားတွေကတက်တာမှာပေါ့ပြောရတာမိုးရညနေပြောရတာကိုကသူ့ညီမမဟုတ်တာညီမဆိုလို့ကျွန်တော် तू အို तू လဲနာကိုလဲနာပေါ့နော်အိုတဲ့အိုနာအဲ့ဒါကိုကတမီးကဘလို့ပြီးသူနဲ့တူအိုမှာတော့တည်တယ်မမိုးကလှုပ်လို့ရှိရင်ဖြက်လက်တန်းလျှောက်တယ်ဖြက်လက်လျှောက်တယ်ဟိုပေါ့နော်အဲ့လိုဟိုနားရင်နားလိုက်တာပေါ့နော်လှဲတုံးမှာလှဲပြီးစားပဲဖက်ပြီးခါကျအိတ်ဟိုစောအိတ်တယ်ခုနောက်ပဲဘာဖြစ်လို့လဲအတဲက17နာရီရပြီးတော့တနာရီချားထဲမှာအတဲကပြန်ပြီးတော့အတဲကိုလှုပ်တာအတဲကသူ့ကိုပြန်ပြီးတော့ပေါ့နော်ဟိုအတဲကိုကျမ်းမှာသူအဲ့ချိန်မှာလှုပ်တာအဲ့လူတွေက17နာရီတနာရီမှာမအိတ်တဲ့လူတွေအများကြီးပဲအဲ့မို့အတဲကြီးပြက်စီးကုန်တာအဲ့ကြောင့်မို့17နာရီ10နာရီခွဲလောက်ကိုအိတ်နာလှုပ်မိုးဆိုကို10နာရီတိုက်ကိုအိတ်နာလှုပ်အဲ့ဒါပြောတာမြင်ရတယ်ကိုကတဲ့မှာဟိုဖြစ်တယ်ကိုမိပါအောင်အကောင်းဆုံးပဲဖြစ်စီချင်တာမနော်လေမိုးရဲအိုလာလို့ရှိရင်တော့အဲ့လိုပဲသူ့လိုပဲခံရမှာလားပြောပါလားအခုကတော့အရင်ကတော့ဖြက်လက်ဘယ်သွားနိုင်တော့မှာတော့အရင်ကသူကကိုနဲ့တူအောင်မေးနာဒီကားနဲ့ပြေးတက်ကြည့်ပါလားတူမမတူတာဟိုပြန်လျှောက်ကြည့်ပါလားဟိုဟိုလျှောက်ပတ်ပြီးပြန်လာကြည့် तू ကပြန်လာဆေးပါတော့ဆေးပါလို့ဖြစ်ကိုကဟိုမှမဖြစ်သေးလားဒီကိုပါဆိုတဲ့ပြောရတော့ဒီလားဟိုသူ့တရားသူ့တရားကြီးဟိုပြောင်းပြောပြမေတို့ကိုနောက်ကုတူနေတော့အကုတူပဲပါမှာတော့ကုတူပဲအကြသူကြောက်တယ်တဲ့ကုတူများယူဝါဘာညာပြောပါဘာမှပြီးရင်တရားကြောက်စရာမလိုအခုလစ်လာပြီးွားရင်တဲ့လားဘာဖြစ်လို့တေတဲ့လူကလေဘာမှမသိဘူးကြံခဲ့တဲ့လူကဒါသိတယ်တေတဲ့လူက तू ကအိတ်သွားတယ်လို့ပဲ तू ဘလောက်ကိုယောဂဝေဒနာကြီးတခါမှဆရာဝန်တယောက်က तू ကအသက်60လောက်ရှိ तू သူ့ဘဝမှာ तू ကပေါ့နော်တွေ့ကြုံအများကြီးပဲတေကန်လေးလူနာသူတွေ့ခဲ့ရအဲ့ဒါ तू တွေ့ကြုံပြောပြအဲ့ဒါကိုတော်မှလေဟုတ်ဟွာဖြစ်သွားတာသိလားအဲ့လူတွေကလေတေကန်လေးကြာရင်လေဘလောက်ကြီးတဲ့ယောဂဝေဒနာဖြစ် तू ဆုတ်သွားဝေဒနာတွေအကုန်လုံးနောက်ကိုဆုတ်သွားဆုံးခံနေပြီဆိုတော့လေဆုတ်သွားတော့ तू ဝေဒနာမသိပ်မရှိတော့ तू လန်းလာပြီး तू ကစားတောက်ပြောဆိုအဲ့ဒါလူနာရှင်ကမသိတော့ဟဲ့ပေါ့နော် तू ကပေါ့နော်ဟိုပြန်ကောင်းလာတယ်ထင်တာမှန်တော့မဟုတ်ဘူး तू ကဆုံးခံနေဆုံးခံလို့ तू ဝေဒနာတွေကစုပ်သွားတော့ तू ကကျမ်းမှာဟိုပေါ့နော်ဝေဒနာမရှိလို့ तू ကလန်းလာတာပေါ့နော်စားရတောက်ပြောရစကားတွေပြောချင်တယ်မှန်တော့ तू ကတော့ကြာဆုံးသွားတိတ်တမကြောက်ဆုံးသွားအဲ့ဆရာဝန်သူ့ရဲ့အတွေ့အကြုံပြောပြသူကလူနာပေါင်းများဆိုသုံးကန်လူနာပေါင်းများဆိုသူကြည့်ပြီးပါစုပ်မစုပ်တာနောက်ဆုံးအချိန်ကျမှစုပ်တာရွယ်နာ